ဝယိုးနဲ့တရသီးပေါက်ကိုအမေချက်ကျွေးနေကြအရသာလေးအတိုင်းနူးဤပြည့်နဲ့နေအောင်ချက်စားပါမယ်ဟင်းနုနယ်ရနဲ့စုပုတ်ကြီးကိုလည်းကြက်ဥနိုင်ချင်းနဲ့ကြော်ပါမယ်ရှင်ထုံးစံအတိုင်းအိုးတင်မယ်စီတက်မယ်စီပူလာပြီဆိုလို့ရှိရင်ကြက်သွန်လေးကိုအရင်စီတက်ပါမယ်ကြက်သွန်ကခန်းညင်သီးထပ်စားလို့ရှိရင်နည်းနည်းမာတာမို့လို့စီရင်တက်တာပါရှင်အယောင်လောက်အယောင်နဲ့မုံနဲ့စနေမုံနဲ့ထည့်ပါမယ်ကြက်သွန်စီတက်တာနုံးလာပြီဆိုလို့ရှိရင်ခန်းညင်သီးနဲ့ဂျင်းကြက်သွန်မျိုးထောင်းထားတွေထည့်လိုက်ပါမယ်ရှင်စီတက်တာတွေလည်းမှု့ကြိုင်လာပြီဆိုတော့ဝယိုးတွေထည့်လိုက်ပါတော့မယ်ဝယိုးတွေကိုပါတပါးလေးထည့်ပြီးတော့စီတက်လိုက်တာမို့လို့ညှိနဲ့လုံးဝမနန်တော့ပါဘူးရှင်အရသာတွဲစားနဲ့အချုံမုံပဲထည့်ပါမယ်ဝယိုးကိုတရသီးပေါက်နဲ့ရောချက်မှာဆိုတော့လေအချင်းအရသာဖမ်းလို့ရအောင်အရသာကိုထိမ့်ပြီးတော့ထည့်လိုက်ပါမယ်ရှင်အရသာလူရဲဆိုလို့ရှိရင်လည်းပြီးတော့မှလူတော့ထပ်လိုက်တာပေါ့ဝယိုးရိုင်နဲ့ရေတွေစိမ့်ထွက်လာတဲ့အထိအဖုံးပြီးတော့မီးများထိုးပြီးတော့တည်ထားလိုက်ပါအောင်မယ်ရှင်ဒါကဒီနေ့လက်ဆောင်ရထားတဲ့မနက်စာအတွက်နံပြားပါမနက်စာကိုနံပြားစားလေးစားထားတော့မရှိဘူးစားစီခြင်းလို့လာပေးထားရဆိုလဲစားကြည့်မယ်ရှင်ပဲနဲ့ထုတ်လေးတောင်မှအစ်စ်ပါသေးစိုးတော့မစိုးမစားဘူးပဲမယ်ဒီနေ့မနက်ကတော့နံပြားနဲ့ပဲနဲ့လေးစားကြည့်ပါမယ်ရှင်ဒီမှာတွေ့လာဝယိုးကိုလုံးတော့ရေတစ်စမ်းမှမထည့်ထားဘူးဝယိုးရိုင်နဲ့ရေတွေထွက်လာတာဝယိုးတွေကထွက်လာတဲ့ရေတွေအကုန်ခန်းသွားတဲ့အထိတည်ရမှာပါရှင်ဒီလောက်အနေတော့ရေခန်းစီပြန်ဖြစ်လာပြီဆိုတော့ရေစားထည့်လို့ရပါပြီရှင်ရွှေလင်းတို့အိမ်ကတော့ဟင်းချက်လို့ရှင်ရေစိမ့်ထပ်ပို့ပြီးတော့ရေနွေးကိုသုံးပစ်ပါတယ်ရှင်ဝယိုးကချက်လို့ရှင်မီးအေးနဲ့အချိန်ကြာချက်နိုင်လေးပိုကောင်းလေဆိုတော့နံပါတ်1နေရာကိုပြောင်းလိုက်ပါတော့မယ်မီးရဲ့အပူချိန်ကိုအဓိကရရှိတဲ့နံပါတ်1နေရာမှာအရွက်စကြော်ပါမယ်ပြောပြထားပြီးသားနော်ရွှေလင်းတို့အိမ်ကအရွက်ကြော်ရီဆိုလို့ရှင်ကျဲဥနိုင်ချင်းနဲ့ကြော်စားရတာအကြိုက်ဆုံးဒီနေ့လဲဟင်းနုနယ်ရဲ့နဲ့စူပုတ်ရက်ကြော်မှာကိုကျဲဥ9လုံးထည့်ပါမယ်ရှင်မိုးကခဏရွာနေတော့ဟင်းနုနယ်ရက်တွေကိုပေါ်သလားမမီနဲ့ပိုးပါညာတိတ်မပါဘဲနဲ့လက်ဆက်နေရပဲဟင်းနုနယ်ရက်ကိုစူပုတ်ကြီးလေးနဲ့ရောကြော်ပါမယ်မီးဖို့ပေါ်မှာစီအိုးတင်တာစီပူလာပြီးဆိုတော့ကြက်သွန်တွေကိုအရင်စီတက်လိုက်ပါမယ်ရှင်အယောင်လောက်အယောင်နေမုံနဲ့စနေမုံနဲ့ထည့်ပါမယ်အရွက်ကြော်တာမထည့်ခြင်းလည်းရပါတယ်ရွှေလင်းကတော့ထည့်ခြင်းလို့ထည့်လိုက်ပါရဲ့ရှင်စီတက်ထားတဲ့ကြက်သွန်တွေအကုန်လုံးလာပြီဆိုတော့အရွက်တွေအကုန်လုံးထည့်လိုက်ပါတော့မယ်အရွက်ကြော်တဲ့အခါအရသာကိုထိမ့်ပြီးတော့ထည့်ပါရှင်အရွက်ကမကြော်ခင်ကြည့်လိုက်ရင်ကြောင့်အများကြီးပဲတကယ်ကြော်လိုက်ရင်ကြောင့်နိုးမီနည်းနည်းပဲခြံတော့တာလူတော်တော်များများအရွက်ကြော်လို့ရှိရင်စားမြေငံတတ်ပါတယ်အရသာမှန်ရခက်လို့ပါထည့်ထားတဲ့အရသာကြီးနှံ့ဆက်အောင်အရင်မွေပါမယ်အရသာကြီးလည်းနှံ့ဆက်သွားပြီးအရွက်တွေလည်းနိုးသွားပြီဆိုတော့ကြက်ဥတွေထည့်လိုက်ပါမယ်ကြက်ဥဖောက်ထားတွေထည့်ပြီးသွားပြီဆိုလို့ရှိရင်ခဏမမွေပါနဲ့ရှင်ခဏလည်းမွေစရာမလိုပါဘူးရှင်တစ်ချက်ပဲမွေပြီးရင်ရပါပြီကြက်ဥတွေခဲလာပြီဆိုတော့မှအားရပါရမွေလိုက်ပါရှင်ဒီလောက်အနေတော့ဆိုလို့ရှိရင်အရွက်ကြော်ကကြက်ပါပြီကြက်ဥနိုင်ချင်းနဲ့ကြော်ထားတဲ့ရွှေလင်းရဲ့အရွက်ကြော်လေးကရပါပြီရှင်ရပြီဆိုတော့ဥပြဆုံးခုလိုက်ပါအောင်မယ်အလူတစ်ခုနေ့စဉ်ဖြူပါရှင်ဒါကရွာကဒေါ်စီကလက်ဆောင်ရထားတဲ့သူကိုယ်တိုင်လှုပ်ထားတဲ့တရက်သီးပေါက်ပါရှင်အိမ်ဝိုင်းထဲမှာရှိတဲ့ဟင်းသာသီးပင်ကနေတရက်သီးရဲ့အလကားမဖြစ်အောင်လို့တရက်သီးကိုပေါက်ပြီးတော့လှမ်းထားပြီးရဲ့တရက်ချင်ပေါက်လေးတွေပါရှင်ကိုယ်တိုင်လှုပ်ထားဆိုတော့ဖြူဖွေးပြီးတော့တန့်နေရပဲဝယိုးကိုချက်ထားလဲနူးဤလာပါပြီတရက်ချင်ပေါက်ကိုရေစင်အောင်ဆေးပြီးတော့ထည့်လိုက်ပါတော့မယ်ရှင်ဝယိုးနဲ့တရက်ချင်ပေါက်ဟင်းရလေးအချိုက်ဆုံးဟင်းတစ်မျိုးထဲမှာလဲပါတယ်ဒီရဲ့ရတာဝယိုးရဲ့အီဓာတ်ကိုလေးတရက်ချင်ပေါက်ရဲ့အချင်ဓာတ်လေးနဲ့ထိန်းထားတာစားကြည့်လိုက်ရင်တစုံဆိုတစုံထမင်းစားအရန်ကိုမြိန်ပါတယ်ရှင်မြည်ကြည့်လိုက်တဲ့အချိန်မှာစားနေပေါ့နေပါတယ်စားပေါ်နေလို့ရှိရင်လည်းတရက်ချင်ပေါက်ဘလောက်ထည့်ထည့်မချင်ပါဘူးရှင်အချင်နဲ့ထွက်လာအောင်စားထည့်ထားပါတယ်တရက်ချင်ပေါက်ရဲ့အချင်တက်တွေဟင်းထဲကိုစိတ်ဝင်သွားအောင်လို့အိုးအဖုံးပြီးတော့ခဏလောက်တည်ထားလိုက်ပါအောင်မယ်ရှင်မီးအေးလေးနဲ့9မိနစ်10မိနစ်လောက်တည်ပြီးတဲ့အချိန်မှာရွှေလင်းရဲ့ဟင်းအိုးလေးရပါပြီအနှစ်ကပြည့်နှစ်ပြီးတော့အယောင်မှစားခြင်းစရာကောင်းနေပါပြီရှင်အလူတစ်ခုနေ့စဉ်ပြုပါရပြီဆိုတော့ဥပြဆုံးခုလိုက်ပါအောင်မယ်ရှင်ဒီနေ့ရဲ့အတွက်ရွှေလင်းတို့အိမ်ရဲ့စွန်ညိုင်းကဟင်းနုနယ်ရဲ့နဲ့စူးပွေးရွက်ကိုကျုပ်ဦးနိုင်ခြင်းနဲ့ကြော်ထားတာလေးရဲ့ဝယိုးနဲ့တရက်ချင်ပေါက်ကိုရောချထားတဲ့အချင်းချက်ဟင်းရဲ့ပါရှင်ဒီနေ့ရဲ့အတွက်စွန်ညိုင်းပြင်ဆင်လို့ပြီးပါပြီရွှေလင်းချက်တဲ့ဘဲလေးများစားခြင်းညလဲရှင်